ဝါဆိုဟာရေနံဒုက္ခအောင်မှာကြောက်လို့မိမကူရဲ့အာလူထည့်ထားတဲ့ကောင်မလေးဖြစ်ပါတယ်။ဆရာဝန်ကအာလူကိုဖေဖို့ပြောရင်လည်းအပင်ပေါက်လာခဲ့တာကြောင့်ဖေထုတ်မဖြစ်ပဲရွက်တွေကိုပဲညှက်ပစ်တယ်။အာလူပင်ပေါင်းနဲ့ငံမြာရီနဲ့ကြောင့်ခွေးတွေကသူ့နောက်တစ်ခေါက်ခေါက်လိုက်တယ်။ကျမ်းမာရီနဲ့မညီညွတ်တာကြောင့်မူးလဲပြီးတော့တီးမလို့ဖြစ်သွားပါပြီ။ဝါဆိုတို့သားမိဟာဝါဆိုဦးလေးဦးမောင်တို့မိသားစုနဲ့အတူတူနေထိုင်နေ။နေမကောင်းတဲ့မိကိုနေတိုင်းပြုစုပေးနေရင်တနေ့မှာတော့အမေကဆုံးသွားတယ်။ဦးမောင်ရဲ့သမီးသေးကြီးကမင်္ဂလာပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်တာကြောင့်နိုင်ရေးကိစ္စကိုဘယ်လိုပြောပြမလဲစဉ်းစားနေတော့မိလဲသွားလို့ဆေးရုံပုတ်ခံလိုက်ရပြီ။နှာခေါင်းသွေးရှံရတဲ့အကြောင်းရင်းကတော့မင်းကြီးတွေကိုအာလူပင်ကပိတ်ထားခဲ့တာကြောင့်အပေါ်ဆန်တက်ပြီးတော့နှာခေါင်းပေါက်ကထွက်လာတာပါဆရာဝန်ကတိုက်တွန်းမိမိလေးဝါဆိုကအာလူကိုမထုတ်ပြစ်ချင်ပါဘူးအိမ်ပြန်လန်းကားပေါ်မှာရေနံဒူးခံအောင်မှာကြောက်လို့အာလူထည့်ထားတာဖြစ်ကြောင်းဦးမောင်ကိုရှင်းပြတယ်ဦးမောင်ရောဝါဆိုပါဆင်းရဲနေတော့တင်းချိုင်းမှာအလောင်းမြုပ်ဖို့နေရာမဝင်နိုင်တာကြောင့်အိမ်ထဲမှာပဲကျွင်းတစ်ခုတူတယ်အမေအလောင်းကိုဇာတိပြန်ဖို့ချင်နေပေမဲ့ပတ်စံမရှိပါဘူးအလောင်းထည့်ဖို့အခေါင်းတွေကဈေးရမ်းကြီးပေမဲ့တခေါင်းကိုမဖြစ်မနေဝယ်လိုက်ရပါပြီဝါဆိုကအမေကိုခြံထဲမှာမမြုပ်ချင်တာကြောင့်မမ်မီပုံစံပတ်တီးပတ်စီးပြီးတော့ခေါင်းထဲထည့်တယ်အမေကိုဇာတိပြန်ဖို့ငွေစုနေတဲ့ဝါဆိုကိုဦးမောင်ရဲ့မိမကအင်ကူအလုပ်ဆက်ပြီးတယ်အရှင်တော်နုတင်ကနာမည်ကျော်ကြားတဲ့အဆိုတော်တယောက်ဖြစ်ပါတယ်ပြီးတဲ့လသာများတဲ့အတွက်လမ်းစိမ့်နဲ့တကြိုစိမ့်အတွက်လုံလုံလောက်လောက်ရတော့မှာပါအိမ်ပြင်ထွက်အောင်မှာလူပါကြောက်တဲ့ဝါဆိုကတက်တိမွေးပြီးတော့ဒေါ်နုတင်အိမ်ကိုသွားတယ်အိမ်တော်ထင်းကဒေါ်နုတင်ဟာဥယျာဉ်မှုကိုဦးကလွှင့်အိမ်ထဲကိုဒဇင်းဝင်တာမကြိုက်ကြောင်းရှင်းပြတယ်ဝါဆိုဖို့ခန်းထဲဝေစားရီပြင်ပြီးတယ်ဒေါ်နုတင်နဲ့ဆဆုံတော့တိုက်တိုက်ဆိုင်ဆိုင်နှာခေါင်းသွေးရှံကြလာတယ်ယောဂတတပြီးတော့စိတ်တည်ငြိမ်သွားအောင်ဝါဆိုကသချင်းဆိုပြီးတော့သွေးတွေစီးတယ်ဒေါ်နုတင်ကဝါဆိုကိုဘာမှမပြောသလိုဝါဆိုကလည်းကိုဦးနဲ့ခက်တန်းနေမင်းနေတယ်မြို့ထဲမှာလုပ်တဲ့မင်္ဂလာဆောင်တစ်ခုမှာဝါဆိုစပွဲတို့လုပ်ဖို့ဦးမောင်ကလှုပ်ဆက်ပြီးတယ်ဦးမောင်မေလို့လောက်ကောင်မှလာစားအမေကြောင့်ပြောပြလိုက်တယ်တဲကြီးမင်္ဂလာဆောင်မတိုင်ခင်မှာအလောင်းကိုအိမ်ထဲကထုတ်ချင်နေပေမဲ့ငဝိုင်းတစ်ပြားမှမရှိပါဘူးအလောင်းကိုခီးတဲ့တင်ကားရဲ့နောက်မှာတင်ပြီးပို့ဖို့စီစဉ်ခဲ့ပေမဲ့ကားကြီးကလူတွေကလက်မခံခဲ့ပါဘူးဒေါ်နုတင်ကနောက်လာရှိုးဝဲမှာဆိုရမယ့်တချင်းတစ်ကိုရင်းနေတာအာရီယာတစ်တွေထွက်မလာလို့စိတ်ညစ်ညစ်နဲ့ဆန်နီယာကိုစိတ်စိတ်မော်ဖြစ်အောင်ခွဲဖြစ်တယ်တချင်းဆိုရတာသဘောကျတဲ့ဝါဆိုအတွက်ဆန်နီယာတစ်ခုဝယ်ဖို့အိမ်မက်တစ်ခုပဲသူ့အတွက်ဈေးကြီးတဲ့အိမ်မက်ဖြစ်ပေမဲ့ဒေါ်နုတင်ကတော့လွယ်လွယ်ကူကူဖြည့်ဆည်းလို့ရနေတာကိုစဉ်းစားပြီးတော့တွေ့ဝေနေမိတယ်ညဘက်ဝါဆိုကတုံးကထိုင်ကြည့်နေတော့မှဒေါ်နုတင်ကသူမျက်နှာသိရင်ဆိုဦးတဲ့တချင်းချောင်းလာမိတယ်ဂီတတန်စင်တွေကိုမသိပဲဆိုတတ်တယ်လို့ဆိုပေမဲ့နားထောင်ကြည့်စရာကောင်းနေတာမှာညနေရေချိုးရင်ဒေါ်နုတင်ရဲ့ပလဲလေစရာပြတ်ကျသွားတယ်ကူကောက်ပြီးတဲ့ဝါဆိုကိုသူ့စီတချင်းလာဆိုပြရင်တခါဆိုရင်ပလဲတစ်လုံးပေးမယ်လို့ကမ်းလန်းနေဘာလို့နေတဲကြီးရမင်္ဂလာဆောင်ပါပြီအားလုံးကပြောနေပြီမေဝါဆိုကတော့လူတွေရဲ့ဝေးမှာတယောက်တည်းထိုင်နေမိတယ်တဲကြီးယောက်ျားကြော်မွေးညီကြော်ဆိုကဝါဆိုကိုဖုန်လိုက်ကြောင်းနေကြားဆိုရင်လူကူးမြင်းเจ้าတော်မကြည့်နိုင်တဲ့ဝါဆိုကတော့စကားလက်ခံပြောမနေပဲဝောင်ဝောင်ရွှေအလောင်းကမြည်မချရသေးပဲဝါဆိုကရင်အောင်မှာခဏထားထားတယ်စိတ်ထဲမှာနေလို့ထိုင်လို့မကောင်းရင်အမေအလောင်းကိုထုတ်ကြည့်ပြီးတော့အာယူတယ်နောက်နေ့မနက်မှာထုံးစံတိုင်းလှုပ်သွားပြီးမယ်လေကြော်ဆိုကနောက်ကလိုက်တယ်အလုတ်စင်းနဲ့တီးဆောင်ပြီးတော့အိမ်ပြန်လိုက်ပို့ပြီးဖို့ပြောပြီးမယ်ဝါဆိုကတော့ခက်တန်းနဲ့မင်းဆက်ဆံနေအဲ့ဒီညနေကိုကအိမ်ပြန်လိုက်ပို့ပေးမယ်လို့ပြောတော့မပတ်သက်ချင်လို့ညင်းနေပြီမယ်ကြော်ဆိုးရံကိုကြောက်လို့လက်ခံလိုက်ပါပြီကိုကြောက်ကြောက်လန့်နဲ့စကားတွေပြောပြီးမယ်အိမ်ပေါင်းရောက်တော့အိမ်မောအမြန်ပြေးတတ်တယ်ခြံထဲကမြေတွင်အရန်နဲ့နေတော့အမေကိုမြေချပစ်ပြီးတော့ထင်လဲသွားပြီးမယ်တကယ်တော့ကလေးတွေကကျင်းထဲမှာတာလပတ်ခင်းပြီးတော့ရေထည့်ပြီးတော့ကူးနေကြတာပါစိတ်ညစ်လို့အမေလောင်ကိုခရင်ယောက်ကထုတ်ပြီးတော့ဖက်နေရင်စပင်တွေကအထွေးလိုက်ကျွတ်ကျလာသလိုအရေးလဲလှနေပါပြီအမေကိုမျိုးပြစ်ဖို့လုံနေပြီဆိုတော့သဘောပေါက်သွားပါပြီပြန်ရောက်မှုပလင်းများများရအောင်ဒေါ်နုတင်ရှေ့မှာပျော်ပျော်မပျော်ပျော်ဆိုချင်းချင်းမဆိုချင်းချင်းတချင်းခဏခဏသွားဆိုတယ်ကိုဦးနဲ့ခင်လာခဲ့တဲ့အခါမှာကိုဦးကအပင်ဆိုင်နီးပြောပြပြီးတော့လက်ဆောင်သေးလေးတွေပေးတယ်ကိုဦးရဲ့လက်နဲ့သူ့လက်ထီသွားလို့ကြောက်လန့်သွားတဲ့ဝါဆိုဟာကိုဦးရဲ့ချိုချင်းတွေကိုမြည်တော့ပါဘူးအချိန်ကြီးကြာလာလေးမိမကိုတွေကအာလူဟာသူ့ကိုဒုက္ခပေးလာလေးပါပဲမခံစားနိုင်တော့လို့သာဆရာဝန်သွားပြပြီးမြဲဝါဆိုဟာဆရာဝန်ပြဖို့ကရုံးရိပ်ရတာကိုရှက်နေတယ်ဘာလို့လဲဒေါ်နုတင်ရဲ့ဖြိုပြေပွဲနည်းကိုရောက်လာပါပြီစင်နောက်ဖက်အဝေးလေကန်းထဲမှာထိုင်နေတဲ့ဝါဆိုဟာဒေါ်နုတင်ရဲ့တချင်းတရားသူ့တချင်းဖြစ်ပြီးတော့အစစ်မအောင်ပြင်ထားတာဖြစ်ကြောင်းသိသွားတယ်ပရိသတ်တွေကသဘောတရားနဲ့လက်ခုပ်တီးတာကြောင့်ဝါဆိုဟာကလကာနောက်ွယ်ရနီပျော်နေမိရဲ့ပရိသတ်တွေကသူ့တချင်းကိုသဘောကျတာမြင်ပြီးတော့ပီတိဖြစ်နေမိရဲ့အိမ်ပြန်လမ်းမှာဒေါ်နုတင်ကသူ့ကိုကားပေါ်ကနေနင်ချလို့ကားနောက်ကပြေးလိုက်ပြီးတော့သူစုထားတဲ့ပလေးတွေတောင်းနေဒေါ်နုတင်ကကားရက်မပြေးပဲအိမ်ကိုတန်းပြန်နေဝါဆိုလည်းစိတ်ညစ်ညစ်နဲ့ဥမောင်အိမ်ကိုပြန်ရပါတယ်မင်္ဂလာပွဲရပြီးသွားပြီမေအလောင်းကတော့ခရင်အောင်မှရှိနေစေပါဥမောင်ကတော့အလောင်းကိုမြေချဖို့အတင်းမတိုက်တွန်းပါဘူးတညမှာသူအိပ်ပျော်နေတော့မူးနေတဲ့ကြော်ဆိုးရောက်လာပြီးတော့ရေနံအတင်းအားဓမ္မတူဖို့ကြံနေဝါဆိုကတင်းယုံပြီးတော့ထွက်ပြေးနေဒေါ်နုတင်အိမ်ကိုပြန်ရောက်သွားတယ်ခရင်အောင်မှထိတ်ဆုထားတဲ့သူ့ပလေးတွေကိုယူပြီးတော့အိမ်ကိုပြန်နေအိမ်ပြန်လမ်းမှာဝါဆိုကအားပြက်ပြီးတော့မိလဲသွားတာကြောင့်ဆုထားတဲ့ပလေးတွေအောက်ပြုတ်ကြကုန်နေကိုဦးရောက်လာပြီးတော့သူ့နာမည်ကိုအုပ်ခေါ်တယ်ဝါဆိုပြန်လို့လာတော့စိတ်ညစ်လို့ငိုချမိတော့တယ်နောက်ဆုံးမှာတော့ဝါဆိုကမိမကိုရီယာအာလူကိုထုတ်ပစ်ဖို့ဆုံးဖြတ်ချက်ကိုချလိုက်ပါပြီသူရထားတဲ့ပလေးရောင်းရငွေတွေနဲ့အမေကိုမြေချဖို့လုပ်တယ်ကိုဦးကအာလူပင်ကားအပွင့်ကိုဝါဆိုစီအမတ်တရအနေနဲ့လက်ဆောင်ပို့ပေးလိုက်ပါတော့တယ်ဇလန်လေးကတော့ပြီးပါပြီကျွန်တော်တငယ်ချင်းတွေကတော့သူတို့ပိုင်ရဲ့ရေနံတွင်းနေတဲ့မှာတနိုင်တပိုင်စီးပွားရေးအနေနဲ့ခန်းသီးဆိုင်နေကြပါတယ်ဟုတ်ကဲ့ပါအဆုံးထိကြည့်ပြီးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်